အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့လေးလာတင်ပြချက်လေးမှာမြန်မာစာပေစမိုင်းကိုတစ်ခစ်စမ်းစစ်ခဲ့တယ်လွတ်လပ်ရပြီးခေတ်မှာစာပေဩစာအလွန်ကြီးမားခဲ့တဲ့ဝင်းကြီးချုပ်ခေါင်းဦးနုရဲ့လက်ရာမွန်တစ်ခုကိုရွေးချယ်ထားပါတယ်အဲ့ဒါကတော့ကာမတဏဆိုတဲ့ဝတ္ထုကြီးပဲဖြစ်ပါတယ်ဒီဝတ္ထုဟာတာမန်ဖတ်ဆရာဇလန်တပုတ်စွာထည့်ပို့ပါတယ်ဗုဒ္ဓဘာသာတတမနာနဲ့လူတဘာဝကိုအနုပညာမြောက်စွာပေါင်းစပ်ထားပြီးကျွန်တော်တို့လူသားတွေရဲ့စစ်အလိုလိုက်မှုကိုကျင့်တရားဆိုင်ရာရုန်းကန်ရမှုတွေကိုပကတိအတိုင်းထင်ဟပြနေတဲ့မှန်ချက်ကြီးတစ်ခုလိုတောင်တင်စားလို့ရပါတယ်ကဲဒီတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဒီလေးလာမှုခရီးစဉ်လေးကိုအတူတူဆက်တင်လိုက်ကြရအောင်လားဒီလိုမျိုးစဉ်းစားကြည့်ဖို့ကြလားကျွန်တော်တို့လူသားတွေဟာနေ့စဉ်နဲ့အမျှတစ်ခုခုကိုအသေးအတန်လိုက်ရှာနေကြတာပဲเนาะတကယ်တော့အဲ့ဒီလိုက်ရှာနေတဲ့အရာတွေကဘာတွေများလဲငွေကြေးဓနလားယာဒုအာနာလားတမမောအချင်းနဲ့ကာမဂုဏ်ခံစားမှုတွေလားဆိုတာကိုတေချာလေးပြန်မေးကြည့်ဖို့လိုလာပါပြီတကယ်တော့လေဒီမေကွန်းဟာခေတ်အဆက်ဆက်လူသားတိုင်းရင်ဆိုင်ခဲ့ရတဲ့အနက်ဆိုင်ဆုံးမေကွန်းတစ်ခုပါဒီမေကွန်းရဲ့အဖြစ်ကိုရှာဖွေဖို့ဆိုရင်တော့လူစိတ်ရဲ့အနက်ဆိုင်ဆုံးအပိုင်းတွေကိုထွင်းဖောက်ပြထားတဲ့အရာတွေကိုလေ့လာဖို့လွယ်ပါတယ်ဦးနုရဲ့ဒီကာမတဏဝတ္ထုကြီးတယ်မှာဆိုရင်လူသားရဲ့စိတ်အလိုယာကနဲ့အတ္တာရဲ့အကြောင်းကိုအသေးရစရာတန်ဝေကရစရာကောင်းတော့အောင်အရှိကိုအရှိအတိုင်းပေါ်ပေါ်နဲ့ဖွင့်ချပြထားတာတွေ့ရပါတယ်ဦးနုရဲ့ရေးသားဟန်ကတကယ်ကိုထူးခြားပါတယ်လူသားရဲ့အားနဲ့ချက်တွေအမားတွေကိုဖုံးဝယ်မထားဘူးဒါကြောင့်မို့လို့လက်ဒီစာအုပ်ဟာလူဖွဲ့စီအတွက်ကိုချင်းတရားဆိုင်ရာအိမ်မြောင်းထုံလို့ဖြစ်နေတာပေါ့စာအုပ်နာမည်တိုင်းမှာပဲကာမဂုဏ်ပေါ်အတိုင်းအချာမတိတက်မချင်းကလူတွေကိုဘလုံးများအမောင်းကပါတဲ့ဆွဲခေါ်တတ်တယ်ဆိုတာကိုတတိပေးခေါင်းလောင်းထိုးပြထားတာပါလူဝင်စန္ဒတွေကိုမထိန်ချုံနိုင်တဲ့အခါရင်ဆိုင်လိုက်ရမယ့်အန်ဒီယေတွေကိုထေလန်းဖွဲ့ရမြင်တွေ့ရမှာတေချပါတယ်ကဲပထမဆုံးအနေနဲ့အပိုင်းတိတ်ဖြစ်တဲ့တဏှာရဲ့ကြော့ခွင်ဆိုတာကိုစတင်လေ့လာကြည့်လိုက်ကြအောင်အခုမြင်တွေ့နေရတဲ့အချက်တွေကတကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။စကောင်းတွေရဲ့တဘာဝနဲ့အားနည်းချက်တွေဟာကျွန်တော်တို့နေ့စဉ်ဖြတ်တဲ့နေရတဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ကွက်တီကိုထပ်တူကြနေတာတွေ့ရမှာပါ။လူတွေဟာစိတ်ပိုင်းဆိုင်ရာထောင်ချောက်တဲ့ကိုဘယ်လိုများတက်ဆင်းပါကြသလဲ။သူတို့ဟာကာမဂုဏ်ရဲ့တာယာမို့မမောင်းကူတွေကြားမှာရုံးမထွက်နိုင်အောင်ပိတ်မိနေကြတာပါ။ပထမဆုံးအနေနဲ့စကောင်းတွေဟာတယောက်နဲ့တယောက်အပေါ်ရရုပ်ရည်တွင်ပြင်ပြီးကင်မရာကဆွဲဆောင်မှုတွေအပေါ်မှာမူးရယူတွက်လာကြတယ်။အဲ့ဒီနောက်မှာတော့ကိုယ့်ရဲ့တာယာမှုနဲ့စိတ်အလိုကိုဖြည့်ဆည်းဖို့အတွက်ကိုချင်းစာတရားတွေကိုလုံဝမေးဖြောက်လိုက်ကြပါတော့တယ်။တစ္ဆာဖောက်ဖို့လိန်ရဖို့ဝန်မလေးကြတော့ဘူးလေ။အမားကိုအမားမှန်တီတီကြီးနဲ့ရှင်းလင်းလာတဲ့ကိုချင်းတရားဆိုင်ရာသတိပေးချက်တွေကိုလစ်လျူရှုပြီးကာမတဏရဲ့စေခိုင်းမှုအောက်မှာဆက်ပြီးတိုးဝင်းမိနေကြတဲ့လူတွေရဲ့စိတ်ချတွေကိုကွင်းကွင်းကွက်ကွက်မြင်တွေ့ရမှာပါ။အခုဆိုရင်တော့အပိုင်းနှစ်ဖြစ်တဲ့လောင်မြိုက်ချင်းနဲ့နောင်တအလိုင်းဆိုတဲ့အပိုင်းကိုရောက်ရှိလို့လာပါပြီဒီအချက်ကလေတကယ်ကိုရှင်းလင်းတဲ့တတိပေးချက်တစ်ခုပါပဲဇက်ရှင်တလာတာနဲ့အမျှကာမရဲ့အချို့ချင်းကိုမီးစမ်းခဲ့တဲ့ဇက်ကောင်တွေဟာစိုးဝါလာတဲ့နောက်ဆက်တွေဂျိုးဆက်တီကိုဆက်တင်ရင်ဆိုင်လာရပါတော့တယ်သွေးဆောင်ဖျားယောင်းမှုတွေရဲ့နောက်ွယ်ကရက်ဆက်တဲ့အမှန်တရားတွေပေါ်ထွက်လာတဲ့အလဲပြောင်းပဲဖြစ်ပါတယ်ကာလတိုလီအတွက်သာရရှိတဲ့ဒါယာမှုအထုအယောင်နဲ့အဲ့ဒီအတွက်ပေးဆက်လိုက်ရတဲ့ကြီးမားလာတဲ့ဘဝတန်ဖိုးတို့ရဲ့ကွာခြားချက်ကအင်မတန်မှကြီးမားလုံးလာပါတယ်။တဖြည်းဖြည်းနဲ့ဒါယာမှုတွေဟာပူလောင်မှုမနာလိုဝန်တိုမှုမျက်ရည်နဲ့တောကတွေအဖြစ်ပြောင်းလဲလာပါတယ်။မိသားစုတွေပြိုကွဲရတယ်။ဂုံတစ်ခါတွေကျဆင်းရတယ်။နောက်ဆုံးမှတော့တဏှာရဲ့ဂျုံဖြစ်ခဲ့ရတဲ့အတွက်ဘဝတစ်ခုလုံးပြောင်းလဲသွားလောက်တဲ့အထိပေးဆက်လိုက်ရတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်။ဒါဟာရေတိုဒါယာမှုနောက်ကိုလိုက်ချင်းရဲ့ကြောက်စရာကောင်းတဲ့ရက်လက်ပါပဲ။နောက်ဆုံးအနေနဲ့အပိုင်း3ဖြစ်တဲ့ဓမ္မအလင်းဆိုတဲ့အပိုင်းကိုဆက်ကြည့်ကြရအောင်အခုဆိုရင်အမောင်ထူတယ်နဲ့လွတ်မြောက်ဖို့လမ်းစာကိုရှာဖွေရမယ်အချင်းရောက်လာပါပြီဝတ္ထုရဲ့နောက်ဆုံးမှာတော့ဒီပြဿနာတွေအားလုံးအတွက်ဗုဒ္ဓဘာသာရဲ့လောကုတ္တရာထွေးခုကိုဖော်ညွှန်းပြီးအနေဆိုင်ဆုံးတော့ဒါသနာပိုင်းဆိုင်ရာပြည်တစ်ခုကိုစာရေးသူကပေးစွမ်းထားတာပါအလုံးပြန်ထားတဲ့မုံတိုင်းတွေပြီးမှတည်ငြိမ်အေးချမ်းမှုကိုပြန်လဲရှာဖွေတွေ့ရှိတဲ့အဆင့်လို့ဆိုနိုင်တာပေါ့ဒီနေရာမှာအလုံးထိရောက်တဲ့ဗုဒ္ဓဘာသာဥပစာစကားတစ်ခုကိုတွန်းထားတာတွေ့ရပါတယ်အဲ့ဒါကတော့ကာမတဏဆိုတာစငယ်ရည်နဲ့တူတယ်ဆိုတာပါပဲစဉ်းစားကြည့်ပါတောက်လေငတ်ပြင်းမိတဲ့စငယ်ရည်လိုမဲ့ကာမဂုဏ်ကိုခံစားလိုက်စားလေပို့ပြီးလိုချင်တက်မလာလေပါပဲတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုချင်တဲ့ဆိုရင်တော့ဒီအားတွေနောက်ကိုလိုက်နေလို့မရပါဘူးဓမ္မအလင်းနဲ့အမှန်တရားကိုသိမြင်ပြီးကိုယ့်ရဲ့စိတ်ကိုစနစ်တကျထိန်းချုပ်နိုင်မှသာတကယ်အချမ်းမှုကိုရရှိမယ်ဆိုတာကိုအဓိကသင်ခန်းစာဖြစ်ယူနိုင်ပါတယ်ဒီလေးလာတင်ပြချက်ကိုညီကုန်းချိုအနေနဲ့တကယ်ကိုထိမိလာတဲ့စာသားလေးတစ်ခုနဲ့ဆုံးဖြတ်ချင်ပါတယ်
ကားမကုံရဲ့တာယာမှုဆိုတာခေတ္တခဏပါပဲဒါပေမဲ့အဲ့ဒီတော့ကကပ်ပါလာတဲ့အပူမီကတော့ဘဝတစ်ခုလုံးကိုပြချစင်နိုင်ပါတယ်တဲ့ဒီစာသားဟာကျွန်တော်တို့အားလုံးအတွက်ကြီးမားတဲ့တံွေကစရာဆရာပါပဲကဲဒီတော့ဒီနေ့ kit me လို့ဖော်စီကြီးဆရာမှာရောကျွန်တော်တို့တွေဟာစားငံကြီးကိုတောက်တုံးတယ်လို့မျိုးဘာတွေနောက်ကိုများမျက်စိမိတ်ပြီးလိုက်နေကြတယ်လေကို့ဘဝကိုပြချစီမဲ့အပူမီကိုများမတိမတာဆွတ်ကြိုက်ထားမိနေပြီလားဆိုတော့ကိုပြန်လဲစဉ်းစားဆင်ခြင်နိုင်ဖို့မေးခွန်းထုတ်ရင်ကျွန်တော်တို့ရဲ့ဒီလေးလာမှုကိုဒီမှာပဲရန်နာလဲပါစေအားလုံးပဲငြင်းကြတဲ့အထီးတရားတွေရရှိနိုင်ကြပါစေခင်ဗျ